Hello မင်္ဂလာပါတော့စင်တာကွန်ပျူတာအတက်တင်တဲ့နေ့ကနေကြိုဆိုလိုက်ပါတယ်ရှင်တော့စင်တာကွန်ပျူတာအတက်တင်တဲ့နေ့ဟာလာရှိုးမျိုးကာကြီးကွင်းအကျော်နမ်ခိုင်ကျေးရွာလေးမှာဖွင့်လှစ်ထားပါတယ်ရှင်တော့စင်တာကွန်ပျူတာအတက်တင်တဲ့နေ့ဟာအတက်တင်တဲ့နေ့ဖြစ်တဲ့အတွက်မိမိတို့ရဲ့တတမိမိလေးတွေကိုတက်စီရမယ်လို့ကြွေးကြော်ပြီးတင်တဲ့လေးပါတော်တက်လိုပါကတက်စင်တာကွန်ပျူတာအတက်တင်ကိုလှမ်းလာခဲ့ပါရှင်တက်စင်တာကွန်ပျူတာအတက်တင်လေးဟာမနက်6နာရီမှည6ထိဖွင့်လှစ်ထားတဲ့အတွက်မိမိတို့စိတ်ကြိုက်အချိန်ကိုလည်းရွေးတက်လို့ရပါတယ်ရှင်တနေ့ကုန်တန်းလဲရလာပြီးလာခွေတန်းလဲရအချိန်ပိုင်းလဲရစနေတနင်္ဂနွေလဲရမိမိတို့စိတ်ကြိုက်ရွေးတက်လို့ရအောင်စီစဉ်ပေးထားတဲ့တင်တန်းလေးဖြစ်ပါတယ်တော့စင်တာကွန်ပျူတာအတက်တင်လေးဟာလာရှိုးမြို့မှာကွန်ပျူတာအတက်တင်တန်းဆိုပြီးတော့တက်စီရမယ်လို့ကြွေးကြော်ပြီးဖွင့်ခဲ့တဲ့တင်တန်းလေးဖြစ်ပါတယ်တော့စင်တာကွန်ပျူတာအတက်တင်တန်းဟာအတက်တင်ပထမဦးဆုံးဖွင့်တဲ့တင်တန်းလေးဖြစ်တဲ့အတွက်မိမိတို့ရဲ့တမိမိလေးတွေကိုတော်တက်လိုပါကတော့စင်တာကွန်ပျူတာအတက်တင်တန်းကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပြရတယ်ရှင်လေးစားကြည့်လိုက်ရတယ်နော်အတက်တင်တော့အဓိကမမေ့ဖို့လုံးဝတော်တက်စီရမယ်လို့အာမခံပါတယ်မိမိတို့ရဲ့တမိမိတွေဟာနှစ်တည်းကြာသွားလို့မေ့သွားခဲ့ပြီရှိတော့အချိန်မီတင်နန်းကို free လာတက်လို့ရပါတယ်ရှင်အခြားသောတင်နန်းတွေကနေပြီးတော့တင်နန်းတက်ပြီးတော့ပြန်ပြီးတော့တော့စင်တာကိုလာပြီးလေ့ကျင့်ခင်တရက်ကို2000ပါနော်တော်တက်လို့ပါကတော့စင်တာကိုဒါလန့်လာခဲ့ပါအားလုံးပြည့်စုံစေရမယ်လို့အာမခံပြီးတော့တင်နန်းလေးဖြစ်ပါတယ်တော်တက်လို့ပါကတော့စင်တာကိုလန့်လာခဲ့ပါရှင်